မွေးကလေးကကဘာဖလားရဖို့ကံပါလာတဲ့မက်ဆီအားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်ပရိသတ်တွေအားလုံးသိကြတဲ့မက်ဆီဆိုတာကအခုအချိန်မှာအာဂျင်တီးနားအသင်းနဲ့အတူကဘာဖလားရဖို့တဲ့ကစားသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီဒါပေမဲ့တကယ်လို့မက်ဆီသာအာဂျင်တီးနားအသင်းကိုကိုစားပြုမကစားခဲ့ဘူးဆိုရင်ဘယ်လိုများဖြစ်နေမလဲလို့တချို့တွေကလည်းတွေးနေလောက်ကြမှာပါမက်ဆီကိုအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့မှာမွေးဖွားခဲ့တာကြောင့်မလို့မက်ဆီဟာအာဂျင်တီးနားနိုင်ငံသားစစ်တစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့လည်းမက်ဆီဟာ2003ခုနှစ်မှာတည်းကဘာစီလိုနာအကယ်ဒမီကိုရောက်လာခဲ့တာမလို့အသက်16နှစ်အရွယ်မှာစပိန်နိုင်ငံကိုရောက်လာခဲ့တာဖြစ်ပါတယ်စပိန်နိုင်ငံရဲ့ဥပဒေအရဆိုရင်အသက်18နှစ်မပြည့်ခင်စပိန်နိုင်ငံမှာ3နှစ်နေခဲ့ဘူးတာမလို့မက်ဆီဟာအာဂျင်တီးနားအသင်းအပြင်စပိန်လေရွေးစဉ်အသင်းကိုလည်းကိုစားပြုကစားခွင့်ရှိနေပါတယ်။တကယ်လို့မက်ဆီကအာဂျင်တီးနားအသင်းကိုကိုစားပြုမကစားပဲစပိန်အသင်းကိုသာကိုစားပြုခဲ့မယ်ဆိုရင်ရောကမ္ဘာဖလားရနိုင်မှာဆိုရင်တော့ဒေဂျာပေါက်ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့စပိန်အသင်းက2010ကမ္ဘာဖလားကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့အဲ့အချိန်မှာမက်ဆီရဲ့အသက်က23နှစ်ရှိနေပြီဖြစ်လို့စပိန်နိုင်ငံကိုကိုစားပြုကစားခဲ့မယ်ဆိုရင်မက်ဆီကကမ္ဘာဖလားကိုအသက်23နှစ်အရွယ်မှာငငယ်ရွယ်နဲ့သိမ်းပိုက်နိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မက်ဆီအနေနဲ့စပိန်ပဲဖြစ်ဖြစ်အာဂျင်တီးနားအသင်းကိုပဲဖြစ်ဖြစ်ဘယ်အသင်းကိုပဲကိုစားပြုကစားခဲ့ပါစေကမ္ဘာဖလားကတော့ကျိန်းသေပေါင်ရမယ်ကံကြမ္မာကိုဝေးကလေးကပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။